မိဖို့ကြောင့်ထဲမှာအလုရှုပ်နေတဲ့အင်ရှင်မတွေတွေအချင်းကုန်တက်တာစီမင်းနီလန်းကောင်းတွေကိုတူတဆုံကနေမျှဝေပေးလိုက်ပါတယ်။တစ်ခရမ်းချင်သည့်အခွန်ကိုအလွဲတကူခွာဖို့တူနဲ့အရင်ပို့ပေးလိုက်ပါ။ပြီးရင်တော့အခွန်ကအလွဲတကူခွာကြလာပါလိမ့်မယ်။သုံးစက်သွန်မြူတွေကိုထတ်ချမ်းခွဲဓာတ်နဲ့တစ်ချက်လောက်ပို့ပေးလိုက်အခွန်တွေအကုန်ကွာတော့မှာပါ။လေးစက်သွန်မြူပေါ်အမင်လေးတွေရဖို့ခရမ်းနဲ့ဒီလိုလေးဆွဲချလိုက်ရုံပါပဲ။ဒါခေါပုတ်ထုပ်ကိုကြက်ချေကပုံစံအရင်လှီးပေးမှလှီးမယ်ဆိုရင်အစိတ်အမွားလေးတွေအမြဲတမ်းဆုံးရနိုင်ပါတယ်။6ငါးအရေခွန်ကိုခွာခြင်းရင်တော့ရေနွေးပူပူလေးလောင်းပေးလိုက်ပါ။9အာလူအခွန်ကိုဓာတ်နဲ့မလှီးပဲအလူမီနီယမ်အိုးတိုက်ဖတ်နဲ့ပုတ်ပင်းကြီးအသားလည်းမကုန်တော့ဘူးပေါ့။ 10ပဇွန်ခွန်ခွာဖို့ခရင်ကိုအသုံးပြုပြီးတစ်ချက်ထဲနဲ့အခွန်ကိုခွာချလိုက်ပါ။9မုံလာဥနီကိုဓာတ်နဲ့အရာပေးပြီးမှအခွန်နွားကရိယာနဲ့လှုပ်လိုက်ရင်အမြင်လက်လက်လေးတွေရနိုင်ပါရဲ့။ဘယ်နည်းလမ်းကိုအချိုက်ဆုံးလဲကောင်းမှန်မှာပြောခဲ့အောင်နော်အခုလိုအသုံးဝင်တာတွေကိုသိဖို့တူးသားစုံကို follow လုပ်တာပါ